လုပ်ငန်းတွေအများကြီးလုပ်နိုင်ခဲ့တယ်ဝင်ငွေတွေအများကြီးရှာနိုင်ခဲ့တယ်ရီမက်ချက်အိမ်မက်တွေကိုလူငယ်ဘဝမှာပဲအများကြီးတိစောက်နိုင်ခဲ့တယ်ရီမက်ချက်အိမ်မက်တွေကိုလည်းကျွန်တော်ပေါ့နော်တကယ်လက်တွေ့အကောင့်ထဲပေါ်နိုင်ခဲ့တယ်နောက်တစ်ခုကအခက်ခဲမျိုးစုံပေါ့နော်အများကြီးကိုလည်းကျွန်တော်ကြော်နိုင်ခဲ့တယ်တခုခုကိုကအပြောင်းလဲတွေဖြစ်တော့မယ်ဆိုရင်လည်းကြိုပြီးသိနေခဲ့တယ်ကြိုပြီးပြင်ဆင်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီအချက်တွေအားလုံးကဘာကြောင့်လုပ်နိုင်ခဲ့တာလဲလို့ကျွန်တော်ပေါ့နော်ဒီနောက်စိတ်ဝင်စားကြတဲ့အရာလည်းဖြစ်တယ်ကျွန်တော်လည်းဝေမျှခြင်းတဲ့အရာဖြစ်တယ်ကျွန်တော်ရှေ့မှာလည်းဝေမျှခဲ့တာလည်းဖြစ်တယ်လွန်ခဲ့တဲ့9နှစ်ကျော်လောက်ကလည်းကျွန်တော်တောက်လျှောက်ဝေမျှခဲ့တယ်ပေါ့နော်ဆိုတော့အခုကျွန်တော်ထပ်ပြီးတော့ဝေမျှပေးမယ်နော်ဆိုအဲ့ဒါကကျွန်တော်လက်တလုံးလောက်တောင်မထူတဲ့ဘာလဲဆိုတော့စာအုပ်လေးတအုပ်အကြောင်းပေါ့နော်အဲ့စာအုပ်ကဘယ်လောက်ထိထူးခြားလဲဆိုတော့ဒါဘာသာပြန်စာအုပ်လေးပါနော်ဆိုတော့သူကလူတွေရဲ့နေ့စဉ် lifestyle မှာရောနောက်တစ်ခုကကျွန်တော်တို့ဒီပေါ့နော်လုပ်ငန်းတွေဆိုတော့ကျွန်တော်တို့ကဒီလုပ်ငန်းနယ်ပယ်ဒီမှာရောနော်နောက်တစ်ခုအပေါင်းအသင်းနေရာတွေအပေါင်းအသင်းနဲ့သက်ဆိုင်တာတွေရောပေါ့နော်အားလုံးတော့ခြုံငုံပြီအဲ့စာအုပ်တုပ်ကအရန်ထူးကြတယ်နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ဖတ်ခဲ့တာကနိုင်ငံခြားကိုမသွားခင်ကကျွန်တော်ဖတ်မိခဲ့တာပေါ့နော်အခုဆိုကျွန်တော်အခါခါပြန်ဖတ်တာဘယ်နှခေါက်မှမသိတော့လုပ်ငန်းတစ်ခုခုအခက်အခဲကြုံလာပြီဆိုရင်အဲ့စာအုပ်တွေပြန်ဖတ်လိုက်အဆင်ပြေသွားတယ်ဝင်ငွေလေးတွေကိုကျွန်တော်ထပ်ပြီးတော့အသက်သက်လေးဖန်တီးခြင်းနဲ့ဆိုရင်ကျွန်တော်ကအဲ့စာအုပ်လေးဖတ်လိုက်အဆင်ပြေသွားတယ်အခက်ခဲတွေအတားအဆီးတွေများတော့ပေါ်လာခဲ့ပြီဆိုရင်လည်းအဲ့စာအုပ်လေးဖတ်လိုက်အခက်ခဲတော်များများကိုကိုကနီးလန်းနေရခဲ့အဲ့စာအုပ်ကဘာစာအုပ်လေးလဲဆိုရင်ပေါ့နော်ဒီမှာကျွန်တော်ပြပေးမယ်ဒါကျွန်တော်ရဲ့ဒီ library တွေကနေကျွန်တော်ပြပေးမှာပေါ့နော်ဒါကျွန်တော် library တွေကအောက်ဆုံးမှာရှိနေတယ်နော်ဒါလေးပါကျွန်တော်ချက်လို့ရလားမကြည့်ရအောင်နော်ဆိုတော့ကျွန်တော်အနည်းကလေးပြပေးမယ်နော်ဒီကောင်လေးပါဒီဘက်ကကောင်လေးပေါ့နော်ကျွန်တော်ဒါကတော့ဒါ ebook အနေနဲ့ကျွန်တော်ဖတ်နေတာပေါ့နော်ဘာလို့ဆိုတော့ तू ကငါတိန်ခဲကိုဘယ်သူနေရာရွှေ့ထားတာလဲတဲ့အဲ့စာအုပ်လေးကျွန်တော်ကအရင်တော့ဖတ်တော့စာအုပ်နဲ့ဖတ်တာပေါ့နော်အခုကျကျွန်တော်ကဒီကနေပြီးတော့ ebook လေးကိုကျွန်တော်ပြန်ကောင်းထောက်မှသွားပဲကျွန်တော် line မှာ link ရပြီးတော့အဲ့ရ down ထားတယ်ပေါ့နော်ဆိုတော့ဒါက तू ကဘာသာပြန်စာအုပ်ဖြစ်တဲ့ကြောင့်မ तू က who moved my cheese လို့ပြောပါတယ်နော်ဒီကောင် who moved my cheese ငါတိန်ခဲကိုဘယ်သူရွှေ့သွားလဲဘယ်သူနေရာရွှေ့သွားလဲပေါ့နော်သူကရေးသားတဲ့ဆရာကတော့ဒေါက်တာစပန်ဆာဂျွန်ဆန်လို့ခေါ်တာပေါ့နော်ဒေါက်တာစပန်ဆာဂျွန်ဆန်ရေးတဲ့စာအုပ်လေးပါဒါပေမဲ့သူကငါးတိန်ငယ်ကိုဘယ်သူရွှေ့ရလဲဆိုတော့စာအုပ်ကကြတော့စာအုပ်ဆိုင်တွေမှာသူကမျိုးခွဲတွေရှိနေတယ်ဒီစာအုပ်ကိုပဲသူကအဓိပ္ပာယ်အကြီးကြီးပြန်ပြီးတော့လက်သုံးလုံးလုံးထူတယ်လက်နှလုံးလုံးထူတဲ့စာအုပ်ကြီးတွေလည်းရှိတယ်ဆိုတော့အဲ့စာအုပ်ကြီးဖတ်ဖို့ကျွန်တော်တော့မဖတ်ခဲ့ဘူးပေါ့နော်တကယ်တမ်းဒီစာအုပ်ရဲ့သူ original လို့ပြောလို့ရအောင်မသိဘူးပေါ့နော်ဒီဟာကိုဘာသာပြန်ခဲ့တဲ့သူကဘယ်လိုလဲဆိုတော့တင်မောင်ငိမ့်လို့ခေါ်ပါတယ်နော်ဆရာတင်မောင်ငိမ့်ပါသူကိုယ်တိုင်ဘာသာပြန်ခဲ့တာဆရာတင်မောင်ငိမ့်ဖုမှုမှန်ချိအဲ့စာအုပ်လေးကိုဖတ်ကြည့်ပါနော်ဆိုတော့အရန်ကောင်းပါတယ်သူကလေကျွန်တော်သူကဘာလို့လဲဆိုတော့သူကဘောနော်လမ်းပြောင်းနေတဲ့သူတွေဒီအခုကောင်းနေတဲ့အခွင့်အရေးရနေပြီးတော့ဆိုးတဲ့အခွင့်ဆိုးတဲ့အခြေအနေတစ်ခုကိုဖြစ်တော့မဲ့အခြေအနေတွေအားလုံးကိုသုံးသက်ပြထားတာအဲ့စာအုပ်လေးဖတ်စီခြင်းပါတယ်နော်အဲ့စာအုပ်ကြောင့်မလို့ကျွန်တော်ကလက်တွေ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲအခက်အခဲများတော့ကျွန်တော်ကြော်ဖြတ်နိုင်ခဲ့တယ်တခုခုပေါ့နော်ဒီဆိုးတဲ့အရာကြီးဖြစ်တော့မယ်ပေါ့လုပ်ငန်းနဲ့ပတ်သက်တဲ့ဆိုးတဲ့အရာကြီးဖြစ်တော့မယ်ဆိုရင်ကျွန်တော်ကြိုသိနေခဲ့တယ်အဲ့ဒါကြီးအားလုံးကဒီစာအုပ်ကိုဖတ်တဲ့အကျိုးရလဒ်တွေနော်ဆိုအဲ့စာအုပ်လေးကိုလူငယ်မရွေးလူကြီးမရွေးလုပ်ငန်းရှင်မရွေးဖတ်တဲ့စာအုပ်လေးကအရန်မှာအဓိပ္ပာယ်အများကြီးပြည့်စုံပါတယ်နော်ဆိုတော့အဲ့စာအုပ်လေးကျွန်တော်ဖတ်စီခြင်းပါတယ်ကျွန်တော်ပြန်ပြောပါမယ်ငါတိန်ခဲကိုဘယ်သူနေရာရွှေ့လာလဲဘာသာပြန်တဲ့ဆရာကတော့ဆရာတင်မောင်မြင့်ဖြစ်ပါတယ်ဒီကောင်ဘာသာပြန်ဖြစ်တော့ကြောင့်မလို့နာမည်က Who Moved My Cheese ပါနော် Who Moved My Cheese by Spencer ဒေါက်တာ Spencer Johnson ပါနော်သူရေးခဲ့တဲ့စာအုပ်လေးပါနော်ဆိုတော့အဲ့ဒါလေးကိုဖတ်စီခြင်းပါဖတ်ကြည့်ပါတကယ်လုံးဝအဆင်ပြေသွားပါလိမ့်မယ်ဟိုကတစ်ခေါက်နားမလဲနှစ်ခေါက်ဖတ်ကြည့်ပါနော်စာအုပ်လေးကအရန်ကိုမှဖတ်လို့ကောင်းတဲ့စာအုပ်လေးပါလို့ကျွန်တော်ညွှန်လိုက်ပြရစီအထူးကျေးဇူးတင်ပါတယ်